ဒါကတော့ကျွန်တော်ရေးထားတဲ့ချင်းလေးပေါ့နော်ကောင်းလေးတယောက်ရဲ့အကြောင်းပေါ့ကောင်းမလေးရမြတ်လာဆောင်ရရဲ့အကြောင်းဘလို့ကြောင့်ရဲ့ဝေးပြေးသွားတဲ့တယောက်တည်းပူဆွေးငေးရမယ်နေမျိုးမှနာကျင်စရာထက်ပေးခဲ့ရွှေရောင်ဖိစာလေးခန္ဓာလုံးနဲ့သူမရဲ့အိမ်မက်ကပါလေးဒီဆောက်လို့ပြီးဆုံးမေငါဝမ်းနဲ့တိတ်တိတ်ရဲ့ဆုံးကောင်းလေးဟာတော့မရတဲ့အုံနောက်နဲ့လူတွေကိုလုံးမုံမုံကောင်းမလေးဟာပြုံးသူမရဲ့တို့သားကိုထွေးဖက်ခါလူပုံလက်ခတ်ပြုံးပြုံးအရှုံးလွယ်တဲ့နှလုံးသားကိုထိုးနှက်တဲ့ကစားဝိုင်းမှာကြာရှုံးဒီလိုနဲ့ဇလန်လေးရဲ့ဆုံးသက်ကိုဘေးနာကပြေးတဲ့